နေ့မှာကျမတို့ဖေးကဒီမှာငပိရေးနဲ့ကစိုးရဲ့တော့စရာလေးနဲ့လက်ဖက်တုံးနဲ့ ဒီလိုကစွန်းရကြီးတွေ့လားဒီမှာ ဒီမှာပါကစိုးရကြီးပါတို့စားပါတက်သားဟင်းနဲ့ပြီးတော့ငါးပဲပေါ့နော်တို့စားတာပါအမ ငါကျမတို့အစာပြေစားတာပါလို့ ကျမတို့ကညစာအစာပြေပေါ့နော်အစာပြေတော့မှအဲ့တော့ဟင်းနေရများနေပါတယ်အိမ်မှာတော့အဲ့လိုပဲဟင်းနေမများရင်မရဘူးပေါ့နော်မြင်းများချက်မှရတာပေါ့နော် ပြောရတော့မလေးဦးရဲ့ရေးပါပြည့်လို့ ဒီဘောကစားနေရ အမေလည်းမရိုက်နေပါလို့တိုင်းမို့ပြန် ဒီမှာပါအားရပါရောက်စားနေတာပါ ဒီချာပြည့်ရေးရိုက်တာမဟုတ် ဒါ ဘူး လေးကလည်းဖတ်တော့ မစားချက်ပါအောင်မပါစားနေတာပါတက်တော်ဖြူလေးလည်းတိုးရပါသေးတယ်မကြီးလည်းအကောက်ပြောနေပါဒီမှာပါအားရပါရောက်နေပြီးတော့စားရပါတော့စားချက်ပါအောင် ဒီငပိတွေကဘကငပိတွေ ဟုတ်ပါ တပိတ်တာ2000နဲ့လား ဟုတ်ပါ ရောင်းကိုယ်တိုင်နဲ့ရောင်းပါလေ ကိုယ်တိုင်နဲ့ရောက်ပါတယ်နော်ဒီဟာလေး ဒါဝယ်ကြည့်ဝယ်လို့ရပါတယ် ဒီလည်းလည်းပို့ပေးပါတယ် ရုံနှောက်ရဘုံရုံနှောက်ရေးကြည့်ပါလေ ဟုတ်ပါတယ်ကိုရဲ့တတိခါကတော့3000ပါ တာကေရာကျင်းဆို3000ပါ တခြားနေရတော့နည်းနည်းစိတ်ကြည့်ရပေါ့နော် ဝါဘကိုရီပါဘကိုရီ ဟာပါငပိရေကိုတောချက်လေးချက်ထားပါပေါ့နော်ငါးလေးနဲ့နာစားနေပါရဲ့ ငါးလေးနဲ့ဖြော်ပြီးတော့ကောင်းမှကောင်းစိတ်နေပဲ အရက်ပါအောင်စားချက်ပါအောင် အဲ့ဒါ ဒီမှာတနေ့ဒီမှာလက်ထညာဆန်တိုင်းမစားလို့ရမယ်တဲ့ စားတော့ကောင်းပါရဲ့ အမှပါဟုတ် အားရပါစားပါ ဒီမှာပါအဲ့လိုမျိုးအားရပါရစားမကျင်တတ်တယ်ပေါ့နော် တော့ပြည့်တော့မယ်ညမကညနေထားတာ ဒီမှာပါ အဲ့ဟိုအမနဲ့ ကျွန်တော်တို့ AS style ပါဒီကအစာပြေစားတာမှအဲ့လောက်ဟင်းနေများနေရပေါ့နော်မနက်စားလို့ရှိရင်တော့ဘယ်လောက်တော့ဟင်းများပဲမသိပါဘူး တော့ဝါမှာပြေးပါပဲ ဟုတ်ပါတယ်ဟိုဘကနေတော့တင်ဖို့နေရာမရှိတော့ပါဘူးအောက်မှာထမင်းစားဒီအိုက်ပြောပြတာပါကြွားလို့မထင်ကြပါနဲ့စေတနာနဲ့ပြောပြတာပေါ့နော်စေတနာလေးတပါမကစိုးရလေးလည်းတိုးပါသေးရဲ့မငပိလေးနဲ့နေထားပြီးစားအောင်မယ် ဒီအချက်သားဟင်း ဟုတ်ပါဒီကတက်သားဟင်းပါအစီလေးနဲ့ရွှွှွှနစ်နစ်လေးချက်ထားပါနော် ငါငပိချက်ပုံစံလေးနဲ့နော်ဟိုငါငပွေးဖြော်ယူပုံစံမျိုးအဲ့ဒါကောင်းပါလေ ဟုတ်တယ် ကောင်းတော့ရတာရှိတယ် ဟုတ်ပါ မင်းတော့နောက်တစ်ပတ်တော့ရှိသေးတယ် အမင်းဒီပဲ ဒီပါကြီးဒီပါ